ရိယတ္တိသဒ္ဒနိုင်ဟာပရိယတ္တိပြတ်လို့မဖြစ်ဘူးဘုရားသားတော်တွေဟာဝိနည်းပြတ်လို့မဖြစ်ဘူးအဲကြောင့်ဝိနည်းနဲ့ပရိယနဲ့ဝိနည်းဘလို့နည်းနဲ့မှအပြတ်ခံလို့မဖြစ်ဘူးနော်စာသင်စာချလုပ်ငန်းတွေအပြတ်မခံရဘူးဝိနည်းတွေအပြတ်မခံရဘူးအဲ့ဒါမဟာဝိရဒပဲမဟာဝိရဒဆိုတာဝိနည်းမပြတ်အောင်ဂရုစိုက်တယ်စာသင်စာချလုပ်ငန်းတွေမပြတ်ကွက်အောင်ဂရုစိုက်တယ်အဲ့ဒါမဟာဝိရဒပဲဟိုစာဝါတွေပြတ်ခြင်းလည်းပြတ်ပါစေလို့ဆိုရစိတ်မထားရအောင်ဟိုဝိနည်းပြတ်ခြင်းလည်းပြတ်ပါစေဒေသနာကြရင်ရတယ်ဆိုတဲ့စိတ်လည်းမထားရအောင်နော်ဝိနည်းမပြတ်စေနဲ့နော်စာဝါတွေမပြတ်စေနဲ့စာရင်ချောင်းတွေလည်းဒီတိုင်းပဲနော်တပည့်တွေပရိယတ္တိဓမ္မစာရင်ချောင်းတွေလည်းပါတယ်အပတ်စဉ်ဆောင်မွေးတွေဖြည့်တာတွေလည်းပါတယ်မပြတ်ကွက်စေနဲ့ပုံမှန်နေကြိုးစားပင်တော့ပင်မန်းတာပေါ့နော်စာရင်ချောင်းတွေစာဝါတွေစာမွေးပု္ပ္ပစာထုတ်တာတွေစာစဲတာတွေပင်တော့ပင်မန်းတာပေါ့ဒါမှလည်းတပည့်တော်တို့ဒီသင်္ကန်းဝတ်ထားတယ်ဆိုတာကဒီသာသနာလွတ်ကိုလုပ်ဖို့တက်ဝတ်ထားတာလေစောစောကတောကျောင်းဆရာတော်မိတ်တယ်မာကနုံဆရာတော်ဘုရားကြီးရဲ့ဒီဘုရားဝိတ္တိတော်ကြီးထဲမှာနော်လူတွေကသာသနာကိုအထင်သေးတယ်လေဘုန်းကြီးတွေဆိုတာလက်ကြောမတင်းငပြင်းနေသူများလို့စားထိုင်စားနေကြတာဆိုတာဆရာတော်ကြီးကအဲ့ဒါမျိုးလုံးဝပြောမခံဒါဆရာတော်ကြီးကဗာမိတ်တယ်လဲဆိုတော့နော်လူတွေစီးပွားရှာနေတာထက်တို့ဘုန်းကြီးတွေကပိုးပြီးတော့စူးစမ်းရမယ်လူတွေကသူတို့မိသားစုစားဝတ်နေပြည်လဲဖို့အတွက်စီးပွားတွေရှာကြတယ်လေရုံးကန်ရှာကြတယ်နော်နေမအားညမှာတချို့ဆိုရင်အချိန်ပိုအိုဗာတိုင်းတော့ဆင်းပြီးတော့ညဘက်ထွက်ပြီးတော့အလုပ်ချကြသေးတယ်အဲလူတွေဟာငွေကြေးသနာတွေရဖို့အတွက်ကိုမိသားစုစားဝတ်နေပြည်လဲဖို့အတွက်ကိုငွေကြေးသနာတွေကိုပုံယုံပြီးတော့ရှာဖွေနေကြတယ်နေရောညရောရှာဖွေနေကြတယ်စူးစမ်းကြတယ်လို့ဆိုလိုတာလူတွေသူတို့ရဲ့စီးပွားရေးအတွက်စူးစမ်းကြတယ်တို့ဘုန်းကြီးတွေကသူတို့လောက်မှပရိယပฏิပတ်ကိုမစူးစမ်းရင်သူတို့မျက်စိထဲမှာဘုန်းကြီးတွေငပြင်းတို့မြင်မှာသိချတယ်လေသူတို့လူတော်မှဒီလောက်စူးစမ်းနေတယ်ဆိုရင်တို့ဘုန်းကြီးကပိုတော့စူးစမ်းရအောင်ပဲသူများလှုပ်ရှားကိုစားရတဲ့ဘဝလေးဘုန်းကြီးဆိုတာကနော်ဘုန်းကြီးဆိုတာကသူများလှူထားတဲ့ကျောင်းမှာနေရတာသူများလှူတဲ့သင်္ကန်းကိုဝတ်နေရတာသူများလှူထားတဲ့စာအုပ်စာတမ်းတွေကိုသုံးဆွဲနေရတာလေအကုန်လုံးတကူလုံးပဲနေရာကြည့်ကြည့်သူများလှူထားတာကြည့်ပဲဒါကြောင့်ဆရာတော်ဘုရားကနော်လူပုဂ္ဂိုလ်တွေစ조사ပြီးစီးပွားရှာနေတာထက်တို့ယဟန်ဆိုတာဘုန်းကြီးဆိုတာပရိယပฏิပတ်ကိုပို့ပြီးတော့စ조사ရတယ်လူတွေစ조사တာထက်ကိုဘုန်းကြီးတွေကစ조사ရမယ်လို့ဆိုလို့လေပရိယနဲ့ပฏิပတ်နဲ့ပတ်သက်လာတယ်နော်တပည့်တွေအဲ့ဒါလေးသတိပြုပါနော်လူတွေနေ့စဉ်အလုပ်လုပ်နေတယ်ကိုရင်တို့ဦးစင်းတို့ကြည်ပေါ်အကြောင်းမှာနော်အခုဆောက်လုပ်ရေးတွေလုပ်နေတယ်ဆိုရင်မှလူတွေလာလုပ်နေတာကြည်ပေါ်တနေ့ကုန်နေဘူးထဲမှာလုပ်နေရတယ်အဝေးရလာလုပ်ရတယ်သူတို့ငွေကြီးအတွက်ပတ်စံရဖို့အတွက်ကိုလာလုပ်ကြရတယ်အဝေးပဲစူးစမ်းတယ်ပေါ့နော်သူတို့ပတ်စံရဖို့အတွက်သူတို့စူးစမ်းတယ်အဲ့တော့ဒုတန်ဃာတော်တွေကတော့ပတ်စံရဖို့အတွက်တော့မဟုတ်ဘူးပါရမီဖြည့်ဖို့ကုသိုလ်ရဖို့မြတ်စွာဘုရားသာသနာကိုစောင့်ရှောက်ဖို့အတွက်သူတို့ထက်အစာပေါင်းများစွာစူးစမ်းရမှာဖြစ်တယ်လူတွေစူးစမ်းတာထက်ကိုနော်အစမတန်စူးစမ်းရမှာဖြစ်တယ်ဒါမှဘုန်းကြီးတွေပေါ်မှာလေးစားမှလေဘုန်းကြီးတွေကဝိရိယတွေနည်းနေရင်ဘလို့လို့တရားဓမ္မတွေကဘုန်းကြီးတွေကိုကိုးကွယ်မှလည်းအထင်ကြီးမှလည်းဒီဘုန်းကြီးတွေငါတို့တော့ဝိရိယမရှိဘူးဆိုရင်သာသနာပေါ်မှာအထင်သေးကုန်မှာပေါ့ယနေ့ခေတ်လူငယ်တွေတော်တော်များများဗုဒ္ဓမြတ်စွာသာသနာကိုအထင်သေးကုန်တယ်တပည့်တော်ကမှတခါတော့စကားဆက်လို့နော်တပည့်တစ်ပါးကိုပြောပြတချို့တပည့်တစ်ပါးကပြောတယ်လူတွေနော်ဘုန်းကြီးတွေကိုကြည့်ပြီးတော့စိတ်ကုန်လာပြီစိတ်ပြက်လာပြီဆိုတော့တပည့်တော်ကခံယူချက်တစ်ခုပြောပြတယ်တပည့်တော်ခံယူချက်ကငါ့ကိုကိုးကွယ်လို့လူတွေနောင်တမရစေရအောင်ငါ့ကိုအကြောင်းပြပြီးတော့ဘယ်သူမှစိတ်မပြတ်စေရအောင်ဆိုတာဒီလိုအဋ္ဌံတစ်ခုရှိတယ်နော်ငါကြောင့်ဘယ်သူမှနောင်တမရစေရအောင်ငါကြောင့်ဘယ်သူမှစိတ်မပြတ်သွားစေရအောင်ဆိုတော့သူတို့ရဲ့ကိုးကွယ်အားထားစရာဖြစ်ကိုဖြစ်ရမယ်ဒီခံယူချက်ပေါ့နော်လူတွေရဲ့အားကိုးစရာဖြစ်ကိုဖြစ်ရမယ်လူတွေရဲ့မိခိုးစရာဖြစ်ကိုဖြစ်ရမယ်